ခက်ထန်လိုဘက်တွင် မော ဘာရောက်လာပြီလားမောင်မစောင့်နေလိုက်ရတာကွာ အဝေးပဲလေစဉ်းစားကြည့်ရန်ကုန်ကနေတောင်ကြီးကို ဟုတ်ပါပြီပိုင်လည်းပင်မနေရောပေါ့မောင်ခံလိုက်ပြမယ် ဟုတ် ဥဝနာတို့ဘက်တွင် ဟာဘာလို့လဲကွာဘာလို့ထွက်သွားတာလဲသူဒီတိုင်းထွက်သွားလို့မရဘူးလေကွာ ကိုကိုရေကိုကို ဟာကွာဘာလဲ ကိုကိုနော်အော်လိုက်ချလာ စိတ်ပဲမင်းဘာဖြစ်နေရလဲငါဒေါသထွက်နေရနော်သွားထွက်သွား ဟမ်ကိုကိုကဆိုရဲ စိတ်တွေရှုပ်လာပြီကွာဖန်သူခါငါနဲ့လက်ထက်တာတွေငါလေသူထွက်သွားနေတယ်ထွက်သွားလို့မရဘူး ဆရာလေ ဟမ်တိတ်မဖန်သူခါကြောင့်စုံစမ်းလို့ရပြီလားဟမ်ရပြီလားလို့ ဖြည်းဖြည်းပြောပါဆရာလေး ဟာကွာမြင်မြင်ပြောငါသိကျင်နေပြီ စုံစမ်းလို့တော့မရသေးပါဘူးဆရာလေးအနည်းဆက်ဆုံးတော့ရှာပေးပြပါမယ် ဘာမှသုံးစားမရတဲ့ဟာတွေကွာ